ဝိတ်ချတဲ့အခါမှာလူတိုင်းအရင်လုပ်ဖို့စဉ်းစားတဲ့အရာကတော့အစားလျှော့တာပါဒါကမှန်တဲ့လောက်မှန်ပါတယ်ဒါပေမဲ့အစားလျှော့တဲ့ပုံစံမှားရင်တော့ဝိတ်မကျတဲ့အပြင်စိတ်ဓာတ်ပါကျသွားနိုင်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူဒီပြဿနာကိုဖြေရှာလိုက်ရအောင်ပါပထမဆုံးအနေနဲ့ကျွန်တော်တို့သိထားမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်က calculator တစ်လုံးမဟုတ်ပါဘူး10ထဲကနေ10နှုတ်လိုက်လို့လဲ3ညဖြစ်ချင်မှဖြစ်တာပါကျွန်တော်တို့အနေနဲ့ weight ချတဲ့ခါမှာလည်းဒီလိုပါပဲကျွန်တော်တို့ကသာ weight ချခြင်းဆုံးနဲ့ calorie တွေအများကြီး short စားလိုက်ပေမဲ့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ biological system ကကျွန်တော်တို့အငတ်ပေးဆိုင်နေပြီအထင်နဲ့အသုံးပြုမဲ့စွမ်းရည်တွေကိုစတင်ချွေတာပစ်လိုက်တာပါဆိုတော့ပြဿနာဒီမှာစတာပါဒါကို metabolic adaptation လို့ခေါ်ပါတယ်ပိုပြီးမြင်တောင်ဥပမာတစ်ခုပေးပါမယ်ကားတစ်စီးကစီမရှိတော့တဲ့အခါမှာရက်သွားရဲဆိုပေမဲ့ကျွန်တော်တို့ခန္ဓာကိုယ်က calorie နည်းသွားတဲ့အခါမျိုးမှာတော့ engine power ကို short ချပြီးဆက်ပြီးမောင်းနေတဲ့ပုံစံမျိုးပါကျွန်တော်တို့ခန္ဓာကိုယ်ကကျွန်တော်တို့အသက်ဆက်ရှင်နိုင်ဖို့အတွက် survival mode ဖွင့်လိုက်တယ်လို့ပြောလို့ရပါတယ်ဒီအခြေအနေမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့နှလုံးခုန်စနစ်ကအစာခြေတဲ့စနစ်အစုံအကုန်နှေးကွေးသွားမှာပါဒါကြောင့်ကျွန်တော်တို့ကအစားတွေ short နေပေမဲ့လည်း weight ဆက်မကျတော့တာခန္ဓာကိုယ်မှာဘာမှမပြောင်းလဲတော့တာကကျွန်တော်တို့ခန္ဓာကိုယ်ကြီး survival mode ဝင်နေလို့ဖြစ်နိုင်ပါတယ်နောက်ထပ် weight ဆက်မကျတော့တဲ့အချက်ကတော့စားတဲ့ calorie ချင်းတူတာတော့မှစားတဲ့အစာမတူလို့ဖြစ်နိုင်ပါတယ်ဒီဖြစ်စဉ်ကိုတော့ thermal fat of food လို့ခေါ်ပါတယ်ကျွန်တော်တို့အနေနဲ့ protein 900 calorie စားတာနဲ့ processed food 900 calorie စားတာဟာစားတဲ့ calorie ချင်းတူပေမဲ့ခန္ဓာကိုယ်ထဲမှာအလုံးလုံးတဲ့ပုံစံချင်းမတူပါဘူး protein စားတဲ့အခါမှာကျွန်တော်အဲ့ဒီ protein ကိုခန္ဓာကိုယ်ကခြေဖြတ်ဖို့အတွက် calorie တွေအများကြီးပြန်သုံးရပါတယ်ဒါပေမဲ့ကိတ်မုန့်လို processed food တွေကိုစားလိုက်တဲ့အခါမှာတော့ခန္ဓာကိုယ်ကဘာမှမပင်ပန်းပဲအစာခြေဖြတ်သွားပြီးအဆီဖြစ်သိမ်းဆဲလိုက်ပါတယ်ဒါကြောင့်ဘာစားလဲဆိုတာကဘယ်လောက်စားလဲဆိုတာတက်ပိုပြီးအရေးကြီးနေတာပါနောက်ဆုံးကျွန်တော်တို့အနေနဲ့ weight ချတဲ့အခါမှာသတိထားရမယ့်အချက်ကတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲက insulin လို့ခေါ်တဲ့ hormone အကြောင်းပါကျွန်တော်တို့ခန္ဓာကိုယ်ထဲကအသုံးပြုနေတဲ့ calorie တွေကပတ်စံဖြစ်မယ်ဆိုရင် insulin ကအဲ့ဒီပတ်စံကိုထုတ်လို့မရအောင်ပိတ်တဲ့ band manager လို့ပြောလို့ရပါတယ်ကျွန်တော်တို့က calorie တွေ short စားနေရဆိုရင်ကျွန်တော်တို့စားနေတဲ့ထဲမှာအချိုတွေတကြားတွေများနေဦးမယ်ဆိုရင်ကျွန်တော်ခန္ဓာကိုယ်ရဲ့ insulin hormone level ကလည်းတက်နေဦးမှာပဲဖြစ်ပါတယ်။ insulin level တက်နေသူရတော့ခန္ဓာကိုယ်ရဲ့အဆီလောင်ကျွမ်းတဲ့စနစ်ဟာလည်းရပ်တန့်နေဦးမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီအချက်ကလည်း weight ချတဲ့အခါမှာကျွန်တော်အနေနဲ့သတိထားရမယ့်အချက်တစ်ခုဖြစ်နေပါတယ်။ဒီပြဿနာတွေအားလုံးခြုံငုံပြီးသုံးသပ်ကြည့်တဲ့အခါကျွန်တော်အနေနဲ့အဓိက cue ဆိုင်ရမယ့်အချက်ကတော့ nutrition လို့ခေါ်တဲ့အစာအာဟာရတွေပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ weight ချတာပဲဖြစ်ဖြစ် weight တင်တာပဲဖြစ်ဖြစ်လိုအပ်တဲ့အစာအာဟာရတွေတင်းတင်းမျှတဖို့ဆိုတာအရေးကြီးပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ weight ချတဲ့နေရာမှာတော့ calorie ကိုချက်ချင်းအများကြီးဖြတ်တောက်လိုက်တာမျိုးမလုပ်ပဲဖြည်းဖြည်းချင်း calorie 100 200 300ဆိုပြီးတစ်ဆင့်ပြီးတစ်ဆင့်ဖြတ်တောက်တာမျိုးကိုကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်ဒီလိုဖြတ်တဲ့နေရာမှာလည်းကျွန်တော်အနေနဲ့ carbohydrate fat protein စတဲ့အစာအုပ်စုတွေကိုကျွန်တော်တို့စားတဲ့တနက်ချင်းစီတိုင်းမှာတင်းတင်းမျှတအောင်အချိုးကျကျစားသုံးပေးဖို့လည်းလိုအပ်ပါတယ်ဒီလိုစနစ်တကျစားတောက်ပြီး weight ချတဲ့နေရာမှာကျွန်တော်တို့ရဲ့ muscle တွေမပါသွားဖို့လည်းကျွန်တော်အနေနဲ့အထူး cue ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီလို muscle loss မဖြစ်အောင်ကျွန်တော်တို့အနေနဲ့ resistant training လို့ခေါ်တဲ့အလေးမလေးခြင်းကနေလုပ်ပေးဖို့လိုအပ်ပါတယ်ဒါဟာကျင်သွားတာမှမဟုတ်ပါဘူးကျွန်တော်အနေနဲ့အိမ်မှာတိုက်ထိုးတာ squat ထိုင်တာမျိုးဟာ muscle retention ဖြစ်အောင်တွန်းအားပေးပါတယ်ပြီးတော့ protein များများစားပါ protein ကဘိုက်ပြည့်လွယ်စေသလိုကျွန်တော် muscle loss မဖြစ်အောင်နဲ့ muscle ပြန်လည်ပြီးတည်ဆောက်တဲ့နေရာမှာအရေးကြီးပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ cheat meal ပါကျွန်တော် cheat meal စားတဲ့ရက်တွေမှာဆိုရင်ကျွန်တော်တို့ကတစ်ရက်လုံးစားချင်ရည်ရှောက်စားတတ်ပါတယ်ကျွန်တော်တို့သတိထားမှာ cheat meal ဆိုတာ cheat day မဟုတ်ပါဘူးတစ်နေ့လုံးအဝစားပြစ်တာမျိုးမဟုတ်ပဲတစ်ပတ်မှာတစ်နှစ်လောက်ပဲစားပေးရတာမျိုးပါဒီလိုလုပ်ပေးတာကျွန်တော်ခန္ဓာကိုယ်ရဲ့ leptin လို့ခေါ်တဲ့ဘိုက်ပြည့်နေကြောင်းအချက်ပြတဲ့ဟော်မုန်းပြန်တက်လာပြီးခန္ဓာကိုယ် survival mode ထဲရောက်နေတဲ့အချိန်မျိုးမှာလိုအပ်တဲ့ energy ကိုပုံမှန်ပြန်သုံးနိုင်မှုအတွက်အုံနောက်ကိုအချက်ပေးပါတယ်အဲဒီနောက်မှာတော့ကျွန်တော်တို့ရဲ့ metabolism ကပြန်နိုးလာပြီးအဆီတွေကိုဆက်လက်လောင်ကျွမ်းမှာပဲဖြစ်ပါတယ်အချုပ်အပြင်ပြောရရင် weight ကျဖို့ဆိုတာခန္ဓာကိုယ်ညှဉ်းပန်းနှိပ်စက်ရတဲ့တိုက်ပွဲမဟုတ်ပါဘူးခန္ဓာကိုယ်ရဲ့သဘာဝကိုနားလည်ပြီးသူနဲ့အတူပူးပေါင်းလှုပ်ဆောင်ရတာမျိုးပါဆိုတော့ calorie တွက်တာတဲ့ကိုယ့်ရဲ့ hormone တွေနဲ့ metabolism ကိုလည်း cue ဆိုင်ဖို့ကအရေးကြီးပါတယ်ဆိုတော့ video လေးကတော့ဒီလောက်ပါပဲ channel လေးကိုလည်း like and subscribe လုပ်ခဲ့ဖို့အတွက်ပြောချင်ပါတယ်